So အားလုံးမင်္ဂလာပါအခုလိုမျိုး normal view ကနေကျွန်တော် iPad view ပြောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်လုပ်ရအောင်အဲ့တော့ကျွန်တော်ကတော့ပြန်ပြန်ဖြစ်ပါတယ် Okay အရင်ဆုံးအနေနဲ့ကျွန်တော်ဒီကတော့ normal view ပါ Okay ဒါကတော့ iPad view ပဲဖြစ်ပါတယ်တစ်ချက် iPad view မှာတခုမိုက်တာကျွန်တော်စကုတ်တွေပါကျွန်တော်အရင်ကမငြိမ်ဘူးဆို iPad view ပြောင်းတဲ့ချိန်ကျွန်တော်ငြိမ်လာတယ်ကျွန်တော်လူလေးကလည်းပူသွားတယ် view ကလည်းဒီဘောက်တွေပါပြစ်တဲ့ချိန်ဆိုရင်ကျွန်တော်ဒီပုံနောက်က enemy ကိုကျွန်တော်ကမြင်ရတယ် normal view ကကျွန်တော်အဲ့လိုမဟုတ်ဘူးဗျာအော်မှတကယ် iPad view အစ်စ်လိုချင်တော့ကျွန်တော် iPad ဝယ်မှာပဲရမယ်ဒါပေမဲ့ကျွန်တော်မှာရှိတဲ့ဖုန်းစုပ်တွေနဲ့လုံးမှာဖြစ်ပါတယ်အဲ့တော့ let's go အရင်ဆုံးအနေနဲ့ကျွန်တော် setting ထဲမှာ developer option ဆိုတဲ့ setting လေးကိုရှာလိုက်ပါရှာပြီးွားရင်ကျွန်တော်အခုပြထားတဲ့ဒီခလုတ်လေးတွေကိုပဲ brother တို့ဖွင့်လိုက်ပါဗျဒါကတော့ဒီဖုန်းတိုင်းမှာတော့ဒီလို setting လေးပါတယ်ဖုန်းတစ်လုံးနဲ့တစ်လုံးနဲ့နည်းနည်းပဲကွဲလိမ့်မယ်ဗျာကျွန်တော်အခုပြထားတဲ့မျိုးဒီစာတန်းလေးနဲ့ permission တွေပဲကျွန်တော်ဖွင့်ပေးလိုက်ဖွင့်ပြီးကျွန်တော်ဒီအောင်တစ်ချက်ဖိမယ် space screen ဆိုတော့နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီဘက်မှာကျွန်တော် PUBG mobile ကိုနှိပ်လိုက်မှဆိုကျွန်တော် screen နှစ်ခုဖြစ်သွားလိမ့်မယ်ဖြစ်သွားဆိုရင်ကျွန်တော်ဒီဘယ်ဘက်ကိုဆွဲလိုက်မယ်ဗျာမြန်လေးပေါ့နော်ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးအနေထားရောက်သွားပြီရောက်သွားခဲ့ရင် brother တို့နေမှာဒီလိုပုံစံလေးမှာဒီကျွန်တော် game login ဝင်နေမှာကျွန်တော်ဒီလိုမျိုး animation လေးကပုနေလိမ့်မယ်ဗျာဒီမဒီစာတန်းလေးကကျွန်တော်မပူဆိုရင်ခုနလိုပဲကျွန်တော် screen နှစ်ခုခွဲလိုက်ခွဲပြီးတော့အဲ့လိုပဲကျွန်တော်ဘယ်ဘက်ကိုမြန်လေးဆွဲလိုက်ဒီမျိုးပူသွားပြီဆိုရင်ဒါတေချာပေါ့ကျွန်တော်တို့ iPad view ရရပဲဖြစ်ပါတယ်အဲ့တော့ဒီနီလန်းလေးကိုအားလုံးပဲတချို့တွေကလည်းတီးတယ်တချို့တွေကလည်းကျွန်တော်မတီးဘူးကျွန်တော်ဒီရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်တီးတဲ့လောက်လေးအားလုံးပြောပြပေးပါမယ် APK နဲ့လုပ်တဲ့ဟာတော့ brother တို့ရှိပေမဲ့ကျွန်တော် FV လေးကိုတင်စေချင်ကျွန်တော်ရဲ့ comment အောက်မှာကျွန်တော်ရေးခဲ့ပေးကြပါဦးမြတ်ဒီပါရဲ့အခုလိုမျိုး iPad view လေးရပါပြီဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ထပ်တွေ့ကြရအောင်ကျွန်တော်အရင်လိုဗီဒီယိုကြီးပုံမှန်တင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ brother တို့ရဲ့ဒီ view တွေ like တွေကကျွန်တော်တို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ view တွေ like တွေကျွန်တော်နည်းနည်းများမှပဲကျွန်တော်လည်းတင်ကျင်စိတ်ရှိရဲကျွန်တော်စိတ်တက်တွေပါမကြောက်ဘူးဗျာအဲ့လိုမျိုးရှိရဲကြောက်ပြီးတော့ကျွန်တော် Telegram channel မှာလည်းကျွန်တော် site မပြန်နိုင်တဲ့အတွက်အားလုံးတောင်းပန်ပါတယ်အဲ့တော့တတ်တာပါ